အမေရိကန်နိုင်ငံရှိအိယာကဏ္ဍအမေရိကန်နိုင်ငံတဝန်းတွင်အိယာများသည့်အလွန်ကွဲပြားနိုင်ပါသည်အမေရိကန်နိုင်ငံသို့ပထမဆုံးရောက်ရှိသည့်အခါသင်သည်တိုက်ခန်းဟိုတယ်သို့မဟုတ်နေထိုင်တဲ့ဆွေမျိုးများထံတွင်နေထိုင်ရနိုင်ပါသည်သင်တို့ရဲရောက်လာပါကအိယာ၏ကနဦးကုန်ကျစရိတ်အားလုံးကိုလျှော့ချရန်အတွက်မကြာသေးမီကရောက်ရှိခဲ့သောအခြားသူများကိုရှာဖွေ၍အိယာများကိုမျှဝေနေထိုင်နိုင်မည်ဖြစ်သည်အိယာစရိတ်များအမေရိကန်နိုင်ငံတွင်အိယာများသည့်ဈေးကြီးပြီးနေထိုင်ရန်နေရာရှာရန်ခက်ခဲနိုင်သည်လူအများစုသည်အိမ်သို့မဟုတ်တိုက်ခန်းများတွင်ငှားရမ်းနေထိုင်ကြလေရှိသည်ပြည်내မြို့နှင့်ရပ်ကွက်ပုံမူတည်၍အိယာစရိတ်များကွဲပြားနိုင်ပါသည်တင်မည်သည့်နေရာတွင်မဆိုနေထိုင်သည်ဖြစ်စေအိယာစရိတ်သည်တင့်လာသာစရိတ်များတွင်အများဆုံးစရိတ်တစ်ခုဖြစ်နိုင်ပါသည်အိယာထောက်ပံ့ရေးအမေရိကန်နိုင်ငံတွင်အိယာထောက်ပံ့ရေးသည်အကန့်အသတ်ရှိနိုင်ပြီးမကြာခဏဆိုသလိုစောင့်ဆိုင်ဆဲစည်းများတွင်ပါဝင်သွားနိုင်သည်အဆိုပါ program များကိုအများအားဖြင့်ပြည်내သို့မဟုတ်ဒေသတွင်းအစိုးရအေဂျင်စီများအများပိုင်အိယာအာဏာပိုင်များနှင့်တခါတရံတွင်အကျိုးမြတ်မယူသောအဖွဲ့အစည်းများမှစီမံခန့်ခွဲလေရှိပါသည်တင်အကူအညီလိုပါကတင့်ဒေသတွင်အများပိုင်အိယာအာဏာပိုင်သို့မဟုတ်လာရောက်နေထိုင်သူအသစ်များကိုပံ့ပိုးပေးသည့်ရပ်ရွာအတိုင်းဝိုင်းအခြေပြုအဖွဲ့အစည်းကိုဆက်သွယ်ခြင်းဖြင့်စတင်နိုင်ပါသည်အိယာထောက်ပံ့ရေး program များအတွက်တတ်မှတ်ချက်ပြည့်မီမှုများသည့်ကွဲပြားနိုင်ပြီးလျှောက်ထားသူများသည့်တတ်မှတ်ချက်ပြည့်မီရန်တိကျဝင်ငွေလမ်းညွှန်ချက်များကိုပြည့်မီထားရမည်ဖြစ်သည်တင်ဝင်ငွေသည့်အကန့်အသတ်ရှိနေပါကတင်ပထမဆုံးနေအိမ်သည်တင်မိသားစုအတွက်အိမ်အရွယ်စားအလုပ်သို့မဟုတ်ရပ်ရွာအတိုင်းဝိုင်းအင်းရှိဒီနေရာသို့မဟုတ်ငွေကြေးတက်နိုင်မှုကဲ့သို့သောတင်စိတ်ချက်အချက်အားလုံးနှင့်ကိုက်ညီနိုင်မည်မဟုတ်ပေအချိန်ကြာလာ၍တင့်အခြေအနေတိုးတက်လာသည့်နှင့်အမျှတင့်လိုအပ်ချက်များနှင့်ကိုက်ညီမည့်အိမ်တစ်လုံးကိုတင်ရွေးချယ်နိုင်မည်ဖြစ်ပါသည်ပရိဘောဂများအိမ်တစ်လုံးကိုပရိဘောဂထည့်သွင်းခြင်းသည်ခက်ခဲနိုင်တော်လဲပရိဘောဂဗန်များအဟောင်းဆိုင်များအွန်လိုင်းဈေးကွက်များနှင့်ရပ်ရွာအတိုင်းဝိုင်းတွင်အဖွဲ့အစည်းများသို့မဟုတ်အကျိုးမြတ်မယူသောအဖွဲ့အစည်းများအပါအဝင် US တွင်အသစ်လာရောက်နေထိုင်သူများကိုကူညီရန်မဟာဗျူဟာများနှင့်အရင်းမြစ်များစွာရှိပါသည်အဆိုပါအဖွဲ့အစည်းများသည့်မြို့အလိုက်ကွဲပြားသောကြောင့်တင့်ဒေတာတွင်ရွေးချယ်တရားများကိုရှာဖွေခြင်းသည်ဤကုန်ကျစရိတ်ကိုလျှော့ချရာတွင်အဓိကကျပါလိမ့်မည်တင်ဤကနဦးအိမ်သုံးပစ္စည်းအများစုသည့်အသုံးပြုပြီးသားပစ္စည်းများဖြစ်နိုင်ကြောင်းမှတ်သားထားပါတင်တွင်တည်ငြိမ်သောဝင်ငွေလမ်းကြောင်းတစ်ခုရှိလာသည်နှင့်တင်နှစ်သက်ပြီးဘတ်ဂျက်နှင့်ကိုက်ညီပြီးပစ္စည်းများကိုရွေးချယ်ဝယ်ယူနိုင်ပါသည်အိမ်ယာအခွင့်အရေးများနှင့်တာဝန်များအမေရိကန်နိုင်ငံတွင်အိမ်ငှားနှင့်အိမ်ပိုင်ရှင်နှစ်ဦးစလုံး၌အခွင့်အရေးနှင့်တာဝန်များရှိပါသည်တိုက်ခန်းတစ်ခန်းသို့မဟုတ်အိမ်တစ်လုံးကိုငှားရမ်းသောအခါအငှားစာချုပ်ဟုခေါ်သောသဘောတူစာချုပ်တစ်ခုတွင်လက်မှတ်ရေးထိုးရမည်ဖြစ်သည်အငှားစာချုပ်တွင်တင့်ကိုအိမ်ငှားသူအဖြစ်သတ်မှတ်ထားပြီးပိုင်ဆိုင်မှုကိုအချိန်တိုင်းတာတစ်ခုအထိငှားရမ်းရန်ငှားရမ်းကားနှင့်အခြေခံအသုံးစရိတ်များကိုအချိန်မီပေးဆောင်ရန်နှင့်ပိုင်ဆိုင်မှုကိုထိန်းသိမ်းစောင့်ရှောက်ရန်သဘောတူရမည်ဖြစ်သည်အချိန်ထဲတွင်တင့်သည်အိမ်ငှားတစ်ဦးအနေဖြင့်အရေးကြီးသောအခွင့်အရေးများရှိပြီး၎င်းတို့တွင်ပါဝင်သည့်များမှာလုံခြုံပြီးနေထိုင်ရန်သင့်လျော်သောအိမ်တွင်နေထိုင်ခွင့်ငှားရမ်းကတိုးမြင့်ခြင်းသို့မဟုတ်နှင်ထုတ်ခြင်းမပြုမီရေးသားထားသောအကြောင်းကြားစာကိုလက်ခံရရှိပိုင်ခွင့်သင်အငှားစာချုပ်တွင်လက်မှတ်မထိုးမီပြန်လည်သုံးသပ်စစ်ဆေးပြီးနားလည်အောင်ဆောင်ရွက်ပိုင်ခွင့်မလုံခြုံသောသို့မဟုတ်ကျန်းမာရေးနှင့်မညီညွတ်သောအခြေအနေများအတွက်ပြုပြင်ပေးရန်တောင်းဆိုပိုင်ခွင့်သင်၏စပေါ်ငွေကိုပြန်လည်ပေးအပ်ရန်တောင်းဆိုပိုင်ခွင့်မှန်ကန်သောငွေဖြတ်မှုများကိုနှုတ်၍အိမ်မှနှင်ထုတ်ခြင်းမခံရမီမျှတသည့်အခွင့်အရေးများရရန်ဆောင်ရွက်ပိုင်ခွင့်တင့်တွင်မေကွန်များသို့မဟုတ်စိုးရိမ်ပူပန်မှုများရှိပါကတင့်ဒေတာတွင်အင်အားအာဏာပိုင်ဥပဒေရေးရာအကူအညီပေးရေးယုံသို့မဟုတ်ငှားရမ်းသူများကိုပံ့ပိုးကူညီပေးသည့်ရပ်ရွာအတိုင်းဝိုင်းတွင်အဖွဲ့အစည်းတန်းဆက်သွယ်နိုင်ပါသည်အိမ်ပိုင်ရှင်၏တာဝန်များအိမ်ယာဥပဒေများသည့်အိမ်ရှင်နှင့်အိမ်ငှားနှစ်ဦးစလုံးအတွက်သက်ဆိုင်ပါသည်အိမ်ပိုင်ရှင်များသည့်ငှားရမ်းမည့်အိမ်ယာအတွက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်တန်ရှင်းရေးစံနှုန်းများနှင့်ကိုက်ညီခြင်းရှိမရှိကိုကြည့်ရှုစစ်ဆေးရမည်ဖြစ်သည်အိမ်ပိုင်ရှင်သည်လျှက်စစ်ရေပိုက်နှင့်အပူပေးစနစ်များကောင်းမွန်ကြောင်းသိချအောင်ဆောင်ရွက်ရမည်၎င်းတို့သည်မိကိုအချက်ပေးဆက်များကိုတက်ဆင်ပေးထားရမည်ဖြစ်ပြီးကြွက်သို့မဟုတ်အင်းဆက်ပိုးမွားများမရှိကြောင်းသိချဆောင်ရွက်ထားရမည်ဖြစ်သည်အိမ်ပိုင်ရှင်များသည့်အိမ်ငှားမည့်လူမျိုးနိုင်ငံသားဘာသာရေးကြားမမိသားစုအခြေအနေသို့မဟုတ်ရုပ်ပိုင်းဆိုင်ရာသို့မဟုတ်စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့်ငှားရမ်းရန်ညှင်းဆိုခြင်းမပြုနိုင်ကြောင်းအိမ်ယာဥပဒေတွင်ဖော်ပြထားသည်အိမ်ပြောင်းရွှေ့ခြင်းသင်အိမ်ပြောင်းရန်ဆုံးဖြတ်ပါက တင့်အငှားသဘောတူစာချုပ်တွင်ဖော်ပြထားသည့်အတိုင်း
သင်အိမ်ရှင်ကိုအချိန်မီအကြောင်းကြားရန်လိုအပ်ပါသည်တင်လက်မှတ်ထိုးထားသောအငှားစာချုပ်ကိုချိုးဖောက်ခြင်းအငှားသက်တမ်းမကုန်ဆုံးမီတိုက်ခန်းကိုစွန့်ခွာသွားခြင်းကြောင့်ဒဏ်ကြေးငွေများပေးဆောင်ရနိုင်ပြီးသင် credit အဆင့်သတ်မှတ်ချက်ကိုထိခိုက်စေနိုင်ပါသည်အိမ်ပြောင်းခြင်းသည်ဈေးကြီးနိုင်သောကြောင့်သင်အငှားစာချုပ်သက်တမ်းကိုအဆုံးသတ်ခြင်းမပြုမီအိမ်ပြောင်းရန်ငွေလုံလောက်ကြောင်းသေချာစေရန်ဆောင်ရွက်ထားသည်တင်ဒီလိပ်စာအသစ်တစ်ခုသို့ပြေးပြောင်းနေထိုင်သည့်အခါအမေရိကန်နိုင်ငံအစိုးရနှင့်အမေရိကန်စာရိတ်ဝန်ဆောင်မှု United States Postal Service USPS တို့ကိုအကြောင်းကြားရန်အရေးကြီးပါသည်ထို့သောအကြောင်းကြားခြင်းဖြင့်သင်သည်အရေးကြီးသောစာလွှာများကိုဆက်လက်လက်ခံရရှိကြောင်းသေချာစေနိုင်မည်ဖြစ်ပြီးသင်၏လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ update ဖြစ်နေစေရန်ကူညီပေးနိုင်ပါသည်အကယ်၍သင်သည် SNAP သို့မဟုတ် Medic Aid ကဲ့သို့သောအများပိုင်အကျိုးခံစားခွင့်များကိုလက်ခံရရှိနေပါကအိမ်ပြောင်းသည့်အခါတွင်အဆိုပါပြည်내အေဂျင်စီများကိုလည်းသတင်းပို့ရမည်ဖြစ်သည်အိန္ဒိယကောင်တအုပ်ဖြစ်နေထိုင်ခြင်းအမေရိကန်နိုင်ငံတွင်အိန္ဒိယကောင်တအုပ်ဆိုသည်မှာအနီးနားတွင်နေထိုင်သောလူများကိုစာနာတတ်သူတအုပ်ဖြစ်သည်တိုက်ခန်းတစ်ခုတွင်နေထိုင်မှာကသင်သည်အများသုံးနေရာများကိုတန်ရှင်းတတ်ရစွာထားရှိသင်သည်သင်သည်အိမ်တစ်လုံးတွင်နေထိုင်မှာကမြက်ခင်းမြင်ကိုတတ်တတ်ရထိမ့်သိမ်းကအမိုက်သိမ်းသည့်နေများတွင်သာအမိုက်ပြစ်တင်ပါသည်ဒါနာထောက်ထားတတ်သောအိန္ဒိယတအုပ်ဖြစ်ခြင်းဆိုသည်မှာသင်အိန္ဒိနာခြင်းများကိုအနှောက်အယှက်မဖြစ်စေရန်ညအချိန်တွင်စူညံတဲ့အဆင့်ကိုအနည်းဆုံးထားရှိရမည်ဖြစ်သည်ရဲရွာအတိုင်းဝိုင်းအသစ်တစ်ခုတွင်အိမ်အသစ်တစ်ခုကိုတည်ထောင်ခြင်းသည်မလွယ်ကူသလိုသင်နေထိုင်နေကြပုံစံနှင့်လည်းကွဲပြားသွားနိုင်ပြီးအချိန်စိတ်ရှည်သည့်ခံမှုနှင့်ပံ့ပိုးကူညီမှုတို့ဖြင့်သင်ပတ်ဝန်းကျင်အသစ်နှင့်လက်လျောညီထွေဖြစ်ကာလုံခြုံပြီးတရောင့်သက်သာရှိသောအိမ်တစ်လုံးကိုဖန်တီးတည်ထောင်နိုင်ပါသည်